ဟိုတယ်မှာအသုံးနေရေကဘာကြောင့်အမြဲတန့်ရှင်းပြီးကြည်လင်နေရတာလဲဟိုတယ်တစ်ခုကိုရောက်တဲ့အခါရေချိုးခန်းထဲကရေကအစတောက်ရေအစုံကြည်လင်တန့်ရှင်းနေတာကိုသတိထားမိကြမှာပါဒါဟာကံကောင်းလို့မဟုတ်ပဲနောက်ွယ်မှာစနစ်တကျပြုပြင်ထားတဲ့ရေတန့်စင်စနစ်ရှိနေလို့ပါပဲအထူးသဖြင့်ရေရဲ့အချင်းအငံတက် pH 7 ဝန်းကျင်မှာရှိနေဖို့နဲ့တန့်ရှင်းဖို့အတွက် filter စကားကြီး၃မျိုးကအဓိကတာဝန်ယူပေးထားပါတယ်နံပါတ်1 sun filter တဲစကားရေတွင်းထဲကတက်လာတဲ့ရေမှာပါလာတတ်တဲ့မျက်စိနဲ့မမြင်ရတဲ့ဖုံတဲနဲ့ရွှွန့်အောက်ကအနယ်တွေကိုပထမဆုံးအဆင့်မှာတင်ဒီတဲစကားကအမိအယဖမ်းယူပေးထားလိုက်တာပါနံပါတ်2ကာဗွန်ဖစ်တာကာဗွန်စကားတဲစကားကထွက်လာတဲ့ရေထဲမှာပါလာနိုင်တဲ့ဓာတုပစ္စည်းအကျွင်းအကြံတွေရေရဲ့အနှံ့ဆိုးနဲ့အယောင်နှောက်ကြည့်မှုတွေကိုဒီကာဗွန်စကားကစုပ်ယူဖယ်ရှားပေးပါတယ်ဒါကြောင့်ဟိုတယ်ကရေတွေကအနံ့သက်ကင်းပြီးကြည်လင်နေတာပေါ့နံပါတ်3 reason filter ထုံးတက်ဖယ်ရှားခြင်းရေချိုးတဲ့အခါဖြစ်ဖြစ်ရေနွေးသုံးတဲ့အခါဖြစ်ဖြစ်ဒုက္ခပေးတတ်တဲ့ကယ်လ်ဆီယမ်နဲ့မဂနီဆီယမ်ထုံးတက်တွေကိုဒီ reason ဆေးလေးတွေကဖယ်ထုတ်ပေးလိုက်တာပါဒါကြောင့်အသားအရည်နဲ့သပင်အတွက်လည်းပိုပြီးကောင်းမွန်စေပါတယ်ဒီလိုမျိုးစနစ်တကျတစ်စင်ချင်းစစ်ထုတ်ထားလို့ပဲဟိုတယ်ကရေတွေကဧည့်သည်တွေအတွက်စိတ်ချနေရတာဖြစ်ပါတယ်ခင်ဗျာနောက်မှလည်းဒီလိုမျိုးလက်တွေ့ကြတဲ့ဘ ഹു တူတာတွေကိုစဉ်ဆက်မပြတ်တင်ဆက်ပေးတော့မှမလို့ကျွန်တော်ရဲ့အကောင့်လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်